မင်္ဂလာပါ Pleasure Time မှာပြန်လည်ကြိုဆိုလိုက်ပါတယ်လူတစ်ယောက်ကအရန်ကျမ်းမာပြီးပျော်ရွှင်နေတဲ့အချိန်မှာခြားတစ်ယောက်ကတော့နေမကောင်းဖြစ်နေမယ်လူတစ်ယောက်ကပိုင်ဆိုင်မှုတွေနဲ့ချမ်းသာကြွယ်ဝမှုတွေနေရာတိုင်းကရနေနိုင်ပြီးတော့ခြားတစ်ယောက်တော့ကတော့စူးစမ်းသလောက်မအောင်မြင်မဲနဲ့အရှုံးနေနေပဲနေရာတိုင်းမှာရင်ဆိုင်နေရတယ်ကဲဒါဆိုရင်ရှင်တို့ဘာလို့ထင်လဲအဲ့ဖြူကိုလူအများစုကတော့ကံကောင်းခြင်းလို့ယူဆတတ်ကြပါတယ်လူတချို့အတွက်ကတော့ကံကောင်းခြင်းတွေကမွေးကလေးကပါလာကြပါတယ်ဒါပေမဲ့ရှင်တို့ရဲ့စိတ်ထဲမှာတော့ကံကောင်းခြင်းတွေကရှင်တို့ရဲ့အဝေးမှာရှင်တို့နဲ့မဆိုင်ဘူးလို့တွေးနေကြမယ်ဆိုရင်တော့အဲ့ဒီကံကောင်းခြင်းတွေကကျမတို့စီကိုရောက်လာနိုင်မှုအတွက်လဲနီလန်ကောင်းလေးတွေရှိကြအောင်ပရမအုပ်ဆုံးသတင်းကောင်းပါလိုက်ချင်ပါတယ်အစီအစဉ်မစမီကျမတို့ရဲ့ channel လေးကိုတော့ subscribe လေးနဲ့အားပေးပါအောင်နော်ဒါမှလည်းကျမတို့ channel လေးဆက်လက်ရည်တည်နိုင်မှာမို့လို့ပါရှင်ပရမအုပ်ဆုံးချက်လေးကတော့အပြုတ်တဘောဆောင်တဲ့အတွေးလေးတွေအပြောလေးတွေဖြစ်အောင်လုပ်ပါတဲ့ဒီချက်လေးကိုဥမာလေးနဲ့ပြောပြရရင်ရေတဝက်ပြည့်နေတဲ့ဖန်ခွက်လေးလို့ပြောတဲ့သူနဲ့ရေတဝက်ပဲကြံတယ်လို့ပြောတဲ့လူလိုပေါ့အတွေးကောင်းလေးတွေအပြောကောင်းလေးတွေကလေကျမ်းမာရေးဘက်ကကြည့်မယ်ဆိုရင်လေစိတ်ပီစီမှုတွေကိုတတ်တာစေပြီးတော့အသက်ရှည်စေပါတယ်ကိုအမြဲအောင်မြင်အောင်လုပ်နိုင်တဲ့သူလို့ယုံကြည်ပါပြောပါဘာဖြစ်လို့လဲဆိုတော့ရှင်တို့ရဲ့အစိုးမြင်တဲ့စိတ်တွေအပြောတွေကပဲရှင်တို့ရဲ့ကံကောင်းခြင်းတွေကိုခိုးယူသွားတတ်ကြပါတယ်ဒီမကောင်းတဲ့အတွေ့အကြုံတွေပဲစိတ်ဝိညာဉ်ကိုအမောင်ဖုံးလွှမ်းသွားတတ်ပါတယ်ဒါကြောင့်ရှေ့လူကြီးကနမိတ်မရှိနမမရှိစကားမပြောအောင်လို့ပြောခဲ့ကြတယ်မလားနောက်တစ်ချက်ကကောင်းခြင်းအရာတွေပဲကိုယ့်ပတ်ဝန်းကျင်မှာရှိနေပါစေတဲ့ဆိုလိုချင်တာကိုယ့်အနီးနားမှာရှိတဲ့အရာဝတ္ထုတာကံကောင်းစေတဲ့နမိတ်ပုံတွေဖြစ်နေပါစေဥပမာပြောရရင်ကိုယ့်အခန်းထဲမှာပကြီကားတွေချိတ်ထားရဲဆိုရင်တော့နေကြီးဖြာနေတဲ့ပုံတို့ကြည့်လိုက်တာနဲ့အာရင်ပြေဝသွားစေနိုင်တဲ့ပကြီကားမျိုးတွေကိုထားရှိတာမျိုးရွှေငါးကန်လေးတွေထားတာမျိုးပါကိုယ့်နီနာသူတွေကလည်းကောင်းတဲ့စကားတွေကိုပဲဆိုတတ်တဲ့သူပဲဖြစ်ပါစေပြီးရင်ကိုယ့်အနေအိမ်လေးပဲဖြစ်ဖြစ်အလုပ်ခန်းလေးပဲဖြစ်ဖြစ်ဖုန်းနေအမိုက်တရိုက်တွေမရှိဘဲနဲ့တန်ရှင်းတတ်ရနေပါစေနောက်တစ်ချက်ကတော့ဖုန်းရွှေကလည်းကံကောင်းမှုကိုပေးနိုင်ပါတယ်ဖုန်းဆိုတာတရုတ်စကားမှာလေကိုကိုစားပြုပြီးတော့ရွှေဆိုတာရေကိုကိုစားပြုပါတယ်ရှေ့အောင်တရုတ်ကြပြတစ်ပုဒ်မှာဆိုရင်လူဘဝနဲ့ပတ်ဝန်းကျင်ကိုချိတ်ဆက်ပေးထားတယ်လို့ညွှန်ထားပါတယ်ဖုန်းရွှေဟာတရုတ်ရှေ့အောင်အမှုပညာတစ်ခုဖြစ်ပြီးတော့ကံကောင်းခြင်းတွေကိုယူဆောင်ပေးတတ်လို့လက်တွေ့ကျင့်သုံးလိုက်နာနေတဲ့သူတွေအများကြီးရှိကြပါတယ်လေးချက်မြောက်အချက်လေးကတော့သူတစ်ပါးကိုကူညီပါကောင်းမှုကုသိုလ်တွေလုပ်ပါတဲ့ဗုဒ္ဓဘာသာမှာဆိုရင်လူတစ်ယောက်ရဲ့လက်ရှိအကောင်းဆုံးလုပ်ရတဲ့အဲ့လူရဲ့အနာဂတ်ကံကြမ္မာကိုဆုံးဖြတ်ပေးတာလို့ယုံကြည်ကြတယ်မလားဒီတိုင်းပဲသူတစ်ပါးအတွက်အလှူဒန်းတွေပြုလုပ်ပေးတာကလည်းကံကောင်းခြင်းတွေရရှိဖို့အတွက်အထောက်ပံ့ကောင်းတွေဖြစ်စေပါတယ်နောက်တစ်ချက်ကတော့သူတစ်ပါးကိုမနာလိုဖြစ်ခြင်းအသိစိတ်နဲ့ထိန်းနိုင်မှုလေ့ကျင့်ပါတဲ့အခြားသူတွေရဲ့ချမ်းသာကြွယ်ဝမှုတွေကံကောင်းမှုတွေကိုမနာလိုစိတ်တွေဖြစ်နေတာကလည်းရှင်တို့ကိုမကောင်းတဲ့စွမ်းရည်တွေနဲ့ပြေဝစေပါတယ်အဲ့စွမ်းရည်တွေကိုဖယ်ရှားဖို့အတွက်ဆိုရင်တော့ရှင်တို့ရဲ့စိတ်လေးကိုငြိမ်းချမ်းမှုတွေနဲ့အစားထိုးလိုက်ပါနောက်တစ်ချက်ပြောပြမှာကတော့ကံကောင်းခြင်းတွေလက်လာပါတွေကိုစွဲယူစုဆောင်ပေးတဲ့အယောင်လေးတွေကြောင့်ပဲဖြစ်ပါတယ်အယောင်တွေကခန်းစားချက်ပေါ်မှာအားကောင်းတဲ့အကျိုးသက်ရောက်မှုရှိတယ်လို့ဆိုကြပါတယ်အနီရောင်မင်္ဂလာရှိတယ်အစွမ်းထက်တယ်လို့ယူဆကြပါတယ်ဥပမာအနီရောင်ကော်စောပေါ်လမ်းလျှောက်ရတယ်ဆိုတဲ့အတိတ်တမိတ်လိုမျိုးပါခရဲရောင်နဲ့အစိမ်းရောင်တွေကလည်းကြွယ်ဝမှုတွေချမ်းသာမှုတွေကိုဆွဲဆောင်နိုင်တဲ့အဓိကအယောင်တွေဖြစ်ကြပါတယ်နောက်တစ်ချက်ကတော့ဆုတောင်းပါမေတ္တာပို့ပါကိုယ့်ပတ်ဝန်းကျင်ကိုနေရဲ့နေရာမှာမြင်နေရတဲ့ပုံကိုယ်တွေမမြင်တွေ့နိုင်တဲ့ပုံကိုယ်တွေကိုယ်ဆောင်နဲ့တွေပါမချမ်းကောင်းမှုကုသိုလ်တစ်ခုပြုပြီးတိုင်းကောင်းကျိုးကိုမျှဝေပေးပါသူတို့အတွက်ပါဆုတောင်းပေးပါတဲ့နောက်ဆုံးချက်လေးကတော့အလုတ်ကြိုးစားပါတဲ့ဒါအဓိကနော်အလုတ်ကြိုးစားခြင်းကလည်းကံကောင်းမှုအတွက်လျှို့ဝှက်ချက်တစ်ခုဖြစ်ပါတယ်တဲ့စိတ်ရှည်သီးခံဆွဲရှိခြင်းဖြင့်ကံကောင်းမှုရလက်ကောင်းများအမြန်ဆုံးရရှိလာနိုင်ပါတယ်အခုကြံပြုချက်များကိုလိုက်နာမယ်ဆိုရင်ရှင်တို့ရဲ့ဘဝပုံမကံကောင်းလာပါလိမ့်မယ်ကဲသောတာရှင်လေးတို့ရေကျမဒီနေ့တင်ဆက်ပေးတဲ့အကြောင်းအရာလေးတွေကိုရှင်တို့တွေကြိုက်နှစ်သက်ကြလိမ့်မယ်လို့အရန်ကိုမျှော်လင့်မိပါတယ်ရှင်ကျမတို့ channel လေးကိုလည်း subscribe လေးအားပေးပါအောင်နော်ဒါမှကျမတို့ channel လေးဆက်လက်ရပ်တည်နိုင်မှာမို့လို့ပါရှင်နောက်နေ့တွေမှာလည်းဘလို့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးမလဲလို့စိတ်ဝင်စားတယ်ဆိုရင်တော့အတူတူနားထောင်ကြရအောင်လို့ကျမတို့ channel လေးကဖိတ်ခေါ်ပါတယ်ရှင်အခုနားထောင်နေကြတဲ့သူတွေအားလုံးလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်အားလုံးပဲဆန္ဒနဲ့ဘဝထပ်တူကြနိုင်ကြပါစေရှင်